ကျွန်တော်ညီကိုမောင်မတွေအားလုံးကိုကျွန်တော် fixed mindset နဲ့အသက်မရှင်စေချင်ဘူးကျွန်တော် growth mindset နဲ့အသက်ရှင်စေချင်တယ်ဒီလောကကြီးမှာဖခင်ကချပြထားပြီးသားဒီလောကကြီးမှာဘလို့အောင်မြင်စွာအသက်ရှင်ရမလဲဆိုတဲ့နိယာမတွေအကုန်ချပြထားပြီးသား very simple သင်အများကြီးဘာမှစူးစမ်းစရာမလိုစဉ်းစားတဲ့ပုံလေးပြောင်းလိုက်တာနဲ့သင်ဘဝကြီးကပြောင်းသွားမှာလူတယောက်ကိုစတင်မြင်တာနဲ့ negative ဘယ်ကနေ negative မြင်လဲ negative ပဲကြားထားတဲ့အခါမှာ negative မြင်တယ် negative ကြားထားပြီးအဲ့ဒီကြားထားတဲ့အရာကိုသင် save လုပ်ထားတယ်သင်ရဲ့ data ထဲမှာသွားပြီး save သွားလုပ်ထားတယ်အဲ့ဒါပြဿနာ no save မလုပ်နဲ့ delete လုပ်ပလိုက် delete လုပ်ပလိုက် delete လုပ်ပလိုက်ငါကသူများမကောင်းကြောင်းတွေကိုသူများမကောင်းကြောင်းလာပြောခံရလောက်အောင်ငါအမိုက်ပုံးမဟုတ်ဘူးသူများရဲ့မကောင်းကြောင်းတွေအားလုံးအမိုက်တွေလေတာအမိုက်ကိုသင်လက်ခံနေဆိုရင်သင်အမိုက်ပုံးကြီးလေသင်အမိုက်ပုံးကြီးဖြစ်နေတာဒါဆိုသင်ထဲကထွက်လာမယ့်ဟာတွေအားလုံးကလည်းအမိုက်တွေကြီးပဲလေတန်ဖိုးရှိတဲ့အရာထွက်လာမှာမဟုတ်ဘူးဘယ်သူမှတန်ဖိုးထားမှာလည်းမဟုတ်ဘူးဘယ်သူမှလည်းလေးစားမှာမဟုတ်တော့ဘူးဘာလို့ဆိုသူများရဲ့အမိုက်တွေသင်လက်ခံတယ်သူများအမိုက်တွေကိုသင်သူများပြန်သွန်ချတယ်အဲ့ဒါဘာတန်ဖိုးရှိပါလဲဘာမှတန်ဖိုးမရှိဘူးအကျွန်တော်ပြောပြမယ်သင်ရဲ့နှုတ်ထွက်စကားတိုင်းကတန်ဖိုးသိကြည့်တယ်နော်ဒါပေမဲ့သင်နှုတ်ထွက်စကားမှားအောင်ရန်သူဆိုတဲ့မာနကအနှုတ်လက္ခဏာတွေတခြားလူတွေဆီကနေလာထည့်ပေးတတ်တယ်အဲ့ဒါတွေသင်လက်ခံထားရင်သင်တန်ဖိုးရှိတဲ့စကားလုံးတွေကပျောက်ကွယ်သွားပြီတိတ်တန်ဖိုးရှိတဲ့စကားတွေပျောက်ကွယ်သွားပြီ idea တွေမထွက်လာတော့တဲ့အခါမှာသင်ထွက်တဲ့အရာတွေအားလုံးက negative သူများကို negative ပြောတာရေးမကြည့်ဘူးဒါပေမဲ့သူများကို negative ပြောရင်လည်းသူရဲ့ life ကြီးက negative တွေကိုဝင်သွားတာအဲ့ဒါကိုကြောက်စရာကောင်းအဲ့ဒီတဲ့ကိုကျွန်တော်ဝင်လို့မရဘူးညီကောင်မောင်မတော်